ပြမယ်တော့တမန်ကြီးမြောင်းလိုက်တယ်ပုံမှန်တော့သူရဲ့တရုပ်ကိုအားတော့ပုံမှန်နေပြပါတယ်နော်ဘာသာရေးရတော့ဘာလို့နားနေတယ်ဒီတော့ကဒီလိုမှမရောဘူးနော်အကြကြဒီကနေ့ကျင်းပမှာကတော့ကျွန်တော်တို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကနေနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်သားယာရေးကော်မရှင်ထံကိုနိုင်ငံတော်အာဏာကိုလွှဲပြောင်းပေးအပ်မဲ့အထူးညှိနှိုင်းဆွေးနွေးပွဲပဲဖြစ်ပါတယ်။စီဝေးတက်ရောက်လာသူများဟာအသစ်ဖွဲ့လိုက်တဲ့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်သားယာရေးကော်မရှင်ဥက္ကဋ္ဌကိုဒီမိုကရေစီမဲစနစ်နဲ့ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။အကြကြတက်ရောက်ကြမဲ့နိုင်ငံတော်အကြီးအကဲများကိုအစည်းအဝေးခန်းမစီကြွားချီကြဖို့ရိုသေလေးစားစွာဖိတ်မှန်တကားပြုပါတယ်ခင်ဗျာဟာဟဲ့မဲလို့ဟုတ်ကဲ့ပါအစည်းအဝေးကငါတယောက်တည်းပဲလားဟိုအစည်းအဝေးတက်မှာဘယ်သူတွေပါလဲအဲတက်မစင်းတစ်ချက်ပြောစမ်းအကြကြအဘအပါဝင်နိုင်ငံတော်အကြီးအကဲ9ယောက်ပါအဘဩ1တက်မတော်ကာကွယ်ဦးစီးချုပ်2နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ3နိုင်ငံတော်အိမ်ဆောက်ဆိုးရဝန်ကြီးချုပ်ဩ4နိုင်ငံတော်ယာယီသမ္မတ5နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်သားယာရေးကော်မရှင်ဥက္ကဋ္ဌအသစ်တို့ပါပဲဗျအေးမဟုတ်လေငါလိုတက်မတော်ရဲ့အကြီးအကဲနိုင်ငံတော်ရဲ့အချုပ်ချာအာဏာရှင်နော်ကာကွယ်ဦးစီးချုပ်ကိုယ်တိုင်ရောက်နေပြီလေကျန်တဲ့ကောင်တွေဘာမလို့ဟမ်အေးနောက်ကျရင်ထူးကြွရတင်ရမယ်လို့ပြောလိုက်အကြကြဒီလိုပါဗျအဲ့ဒီအကြီးအကဲတွေ9ယောက်လုံးအခုပဲရောက်နေကြပါပြီဗျဟာငါလည်းမမြင်ပါလားဟာဩတီးပြီသဘောပေါက်ပြီငါရဲ့အရှိန်ဟွာတွေကိုခြောက်ပြီးတော့ဒီကောင်တွေခေါ်တဲ့ဝင်ပုံးနေတယ်ဟေးဝန်ကြီးချုပ်ဆိုတဲ့ကောင်တွေထွက်ခဲ့လေဟေးယာယီသမ္မတတို့ထွက်ခဲ့လေဟာယူဝိစားမနေဘူးအကြမဟုတ်ဘူးလေဗျနာဆာကဥက္ကဋ္ဌဆိုတာလေအဖပဲလေဝန်ကြီးချုပ်ကလည်းအဖပါပဲယာယီသမ္မတကလည်းအဖပဲလေအဲ့ဒါလိုကြီးလားမေးနေတာအဲ့ဒါဆိုလေဇီဝေးစားကြတာပေါ့ကွာနော်ဟိုမေးနေလို့ဗျဟိုကော်မရှင်ဥက္ကဋ္ဌကြီးမင်္ဂလာပါစင်ပြေတယ်နော်ဟိုဆွဲထဲလိုက်တာမိုက်တယ်လှုပ်ထဲရမယ်ဒီကောင်ထဲရမယ်ဟုတ်လာတယ်ကိုကြီးလာတယ်နော်ကျမကြီးဆိုင်အခုကနည်းနည်းအေးတယ်ခင်ဗျဟုတ်ကောင်လေးဆွဲလှုပ်ထားနော်လှုပ်ထားလိုက်ကောင်ဟုတ်ယာယီသမ္မတကြီးမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဟိုကတော့ပြောလိုက်အောင်ယာယီသမ္မတကြီးကတော့မွေးရမြေလေအသီးတွေလှုပ်ပေးထားတယ်ကျဲထားတာစိတ်နေရောထက်လာဖို့ရှိတယ်လို့နော်ကျမကြီးဆိုင်နော်ဟိုကောင်လေးကိုလေဒီဘက်ကိုချိန်ပြီလေသိလားဒီကနေဒီကောင်ပြန်လှုပ်လိုက်နော်ကော်မရှင်ဥက္ကဋ္ဌကြီးအဲ့ဒါလေးအဲ့နည်းနည်းအရေးကြီးတယ်နော်ဟိုကတနေ့လောက်စုံမယ်လေနော်ကျွန်တော်တို့ဒီအာမီရဲ့အဖြူတွေရနေအဲ့ကောင်လေးကျွန်တော်လှုပ်လိုက်မယ်နော်လာခဲ့ဒီနေ့ဟုတ်ဟိုနေ့ကကျွန်တော်ဝင်လာသေးတယ်အိမ်ကောင်မကြည့်လို့နှုတ်ဆက်ပြီးတော့ပြန်ခဲ့တာဟုတ်ကဲစကြပါဟုတ်ကဲ့ပါကြွားရောက်လာကြတဲ့တက်မတော်ကာကွယ်ဦးစီးချုပ်နဲ့တကွနိုင်ငံတော်အကြီးအကဲများခင်ဗျာအစီအစဉ်1အရာအခမ်းအနားအစီအစဉ်စတင်ကြောင်းကြေညာအပ်ပါတယ်ခင်ဗျာဟဲ့ဟုတ်ကဲ့ပါမင်း၄ယောက်သာပူတီးလေဟုတ်ကဲ့ပါဥက္ကဋ္ဌအတွက်ဟိုဝန်ကြီးချုပ်အတွက်ဟိုယာယီသမ္မတကြီးအတွက်ဟိုဥက္ကဋ္ဌတဲ့ငါတို့နည်းနည်းပူတီးဟုတ်ကဲ့ပါဟုတ်ကဲ့စီစဉ်2အရာတက်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်မှအဖွင့်အမှားစကားပြောကြားမှာဖြစ်ပါတယ်ဗျာဟာဟဲ့မဟုတ်သေးဘူးလေဟဲ့ဟုတ်ဘယ်သူမှမရှိတဲ့ဇပွဲရှိပါငါမိကုန်းပြောရမယ်ဆိုငါစောက်ယူကြီးလားဟမ်တော်ပေါ်ကြောင်နိုင်နေလို့မြင်လို့လားအကြဟာဘာခင်ဗျာဒါကတရားဥပဒေနဲ့အညီလှုပ်ထုံးလုံနည်းနဲ့အညီပါဗျဟိုအဲ့လိုလားဟုတ်ကဲ့ဟိုဟဲ့ကွာဟာဒါကနလေးနော်ကနလေးဟုတ်ဟာဟဲ့ငါမိကုန်းပြောရင်ဘယ်တော့မှအလွတ်ပြောဘူးလို့လေစာရွက်ကြီးပြောတာလေစာရွက်ပေးလေဟာညံ့တယ်အနားမှာခေါ်ရလေဟာကျွန်တော်ကြိုတင်စီစဉ်ထားပါလေဗျငါဘလို့ညံ့လိုက်ရင်ကောင်းမလဲဟာလားငါဘလို့လွဲလိုက်ရင်ငါလူကြီးအချက်ကိုမလဲမင်းဒါပဲစိတ်ကူးနေတယ်ကောင်းမယ်လေဟင်းတော့ပါဟုတ်ကဲ့ဘာလာနေကြီးတာ
ဘာစာရွက်ကစောက်ထိုးကြီးစောက်ထိုးကြီး ဟောကျွန်တော်တာရိုက်လိုက်လို့ဇောက်ထိုးဖတ်တတ်တယ်ကြမ်းကျင်တော့ဟုတ်ကျော်ရလာကြတဲ့အားလုံးပဲခင်ဗျာကျွန်တော်တို့ဟာနိုင်ငံတော်အာဏာကိုမလွဲမရှောင်သာတိမ့်ယူခဲ့တာအားလုံးအသိပါပဲဒါပေမဲ့အာဏာတိမ့်တာမဟုတ်ပါဘူးကျွန်တော်တို့အာဏာထိန်းတယ်လို့ပဲသုံးနှုံးခဲ့တာခဏလေးပါနော်နည်းနည်းလေးပဲထိန်းတာပါခဏလေးပါနော်အာဏာတိမ့်တာမဟုတ်ပါဘူးအာဏာထိန်းတာပါဒီလိုသိမ်းယူခဲ့တဲ့အခါမှာလဲကျွန်တော်တို့ဟာတပ်မတော်ကာဝေးဦးစီးချုပ်အနေနဲ့အာဏာကိုချုပ်ကင်ထားလို့ခြင်းမရှိခဲ့ပါဘူးဒါကြောင့်အာဏာသိမ်းပြီးချင်းပင်ဒီဘက်ကနိုင်ငံတော်အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးမင်းအောင်လှိုင်ကိုတရားဥပဒေနဲ့အညီနိုင်ငံတော်အာဏာကိုလွှဲအပ်ပေးခဲ့တာအားလုံးအသိပဲဖြစ်ပါတယ်။နာဆာကဥက္ကဋ္ဌကြီးကတဆင့်နိုင်ငံတော်ဝန်ကြီးချုပ်နဲ့နိုင်ငံတော်ယာယီသမ္မတကြီးကိုလည်းအာဏာအဆင့်ဆင့်ခွဲဝေပေးခဲ့ပါတယ်။ ဟာကြသမ္မတကြီးကြာသွားတဲ့ခါမှာနိုင်ငံတော်ဇာပနနိုင်ငံတော်ဖဲဝိုင်းတွေကိုစီကားတိုက်ဟဲ့ကောင်ဒီမှာမနေပေါက်ဖက်နေရတော့ဒီကမှာခင်ဗျာတောင်းပါဒီကဟာမင်းများနေပြီနော်များနေပြီဟုတ်ပါဇာပနတွေတော့ရောက်ကုန်ဒီကကောင်လေးဒါတော့နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုအယက်သားကြားပြက်အစိုးရတရက်ဖြစ်တဲ့နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကောင်စီကိုဖွဲ့စည်းလွှဲအပ်ပေးမဲ့အစီအစဉ်ဖြစ်ပါတယ်ဒီတော့နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကောင်စီကိုဖွဲ့စည်းဖို့အတွက်အဖွဲ့ဝင်များ၏သဘောထားများလဲဆွေးနွေးပေးကြပါဦးခင်ဗျာဘယ်သေးတဲ့လူပြောရနော် sorry ခုလိုဒီအစည်းအဝေးကိုတက်ရောက်ရတဲ့အတွက်ကာကွယ်ရေးဦးစီးချုပ်ကြီးဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကိုအထူးပဲကျေးဇူးတင်ပါတယ်ကာချုပ်ကြီးရဲ့သဘောထားပြေဝမှုနဲ့ထူးချွန်ထက်မြက်မှုနော်ထူးချွန်ထက်မြက်မှုတွေကိုနာဆကဥက္ကဋ္ဌတယောက်အနေနဲ့ဘာမှပြောစရာမရှိပါဘူးဒီကိစ္စကိုသဘောတူပါတယ်ဗျာဟုတ်ကဲ့ပါအခုလိုဝင်ရောက်ဆွေးနွေးပေးတဲ့တက်မတော်ကာကွယ်ဦးစီးချုပ်ကိုအထူးပဲကျေးဇူးတင်ပါတယ်နာဆာကဥက္ကဋ္ဌလေးဘုသူအကြတောင်းပန်ပါတယ်အခုလိုဆွေးနွေးပေးတဲ့နာဆာကဥက္ကဋ္ဌကြီးကိုအထူးပဲကျေးဇူးတင်ပါတယ်ဆက်လက်ပြီးနိုင်ငံတော်ဝန်ကြီးချုပ်ဦးမင်းအောင်လှိုင်မှဆွေးနွေးပေးပါဦးခင်ဗျာဘာရောက်ပဲမှာငါပဲလားအော်အင်းဆိုခါမြင် Good evening night. Sleeping to airway. Good night. Morning exercise. Welcome to Father Man's Mother Airside. No? Mother Airside. You don't speak. Simulate. Cappuccino de Amyato. Working in the Kiki Bash. Morning breakfast and Mr. Guitar and weekend do this is a bench English. Hello, နားလေကြမှာမဟုတ်ပါဘူးကျွန်တော်ဘာသာပြန်ပြပါမယ်ကျွန်တော်ပြောချင်တာကတော့ sleeping to airway good night ခုနကကျွန်တော် NASA ကဥက္ကဋ္ဌကြီးပြောခဲ့တယ်လို့ပါပဲအဲ့လိုသဘောရပါတယ်ခင်ဗျာဟုတ်ကဲ့ဆက်ပြောချင်တာတော့တမတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာ simulate cappuccino and Mr. Guitar မွေးကလေးကတော်ပါတယ်ဒါကိုပြောချင်တာပါမှတ်ထားလို့ရပါဟုတ်ကဲ့နော်ကြုံရင်တုံးလို့ရတော့နော်အဲ့တော့ကာချုပ်ကြီးဘာလို့သဘောတူပါတယ်ဒါကြောင့်လဲကျွန်တော် weekend do daily bash ဒါကိုခဏထပ်လောင်းကျွန်တော်ပြောကြတာဖြစ်ပါတယ်
နောက်တစ်ခုကတော့ကျွန်တော်ဝန်ကြီးချုပ်တာဝန်ယူထားစဉ်မှာကာချုပ်ကြီးကိုအလောင်းစစ်သူပွဲပေးရခဲ့ပါတယ်ဒါကြောင့်လဲကျွန်တော်ထပ်လောင်းပြောပါတယ် Good night morning is a sign simply Nota Mr. Kita ဒါကိုဆိုလိုချင်းဖြစ်ပါတယ်ဒါအားလုံးလဲနားလည်မှာပါမှတ်ထားပေးပါဟုတ်ကဲ့အဲ့တော့ဆက်ပြောချင်တာဒါကြောင့်ကာချုပ်ကြီးမင်းအောင်လှိုင်နော်မင်းအောင်လှိုင်ကိုကျွန်တော်ဝန်ကြီးချုပ်မင်းအောင်လှိုင်ကအလေးနဲ့ထောက်ခံပါတယ်cappuccino အမျိုးသားSongklo yes this is a bunch of English we can do 50 yes and we take it over တယောက်တည်းစီဝေးလို့တယောက်တည်းထောက်ခံနေတာဒုံးပါကွာ မင်းဘာပြောလဲ ဟောဘာမှမပြောပါဘူးဘာမှမပြောပါဘူး this is no talking don't speak your talking name great side out great American game ပါ yes Great American this is a better English eyes kick it back ခုဆက်လက်ပြီးတော့ဆွေးနွေးပေးမှာတော့နိုင်ငံတော်ယာယီသမ္မတကြီးဦးမင်းအောင်လှိုင်မှအဆိုပြုဆွေးနွေးပေးမှာဖြစ်ပါတယ်ခင်ဗျာဘာအဲ့သမ္မတလည်းဘာပဲလေးပါ ငါပဲ ဟုတ်ကဲ့ပါဟုတ် တရဝါရီကျမ်းပါပါစေဘဘကြီးကဘုံနေဝေးကျမ်းပါကြပါစေချမ်းသာကြပါစေလို့နော်ဆုတောင်းမေတ္တာပို့သလိုက်ပါဒီကပြည်သူများခင်ဗျာကျွန်တော်ကတော့ယာယီသမရာကြီးဒရိုးတီရီတရေစီသူအလင်ငါကြော်စွာဝနကြော်တင်ဖျားတကအသဗျာဘုံယာယီသမရာကြီးမင်းအောင်လည်းဖြစ်ပါတယ်နော်တရင်အဆောင်ကြိုက်ကွင်းကောင်ကွိုင်နဲ့မင်းအောင်လားတရင်အဆောင်ပြိုင်ကျင်းကြောင်ကြွိုင်နဲ့ကွင်းကောင်ကွိုင်မှာကွင်းကွမ်ဆိုပြီးတော့ဝေးရှီလည်းပြောခဲ့ပါတယ်နော်ဘုရားတကကျောင်းတကကြီးရှီကြီးပေါ့နော်ရှီကနေပြီးတော့ဒီဂူကနေတစ်စစ်ဂူကိုပြောထားတဲ့အားကြီးရှိပါတယ်နော်အဲ့တော့အဲ့ဒါတွေကိုပြန်ပြောရမယ်ဆိုရင်တော့ဒီကာကွယ်ဦးစီးချုပ်ကြီးဒီမင်းအောင်လိုင်းနီးပါထူးချွန်ထက်မြက်တဲ့ကျွန်တော်ကိုသမရယာဒူကျွန်တော်တို့ပေးအပ်ခဲ့ပါတယ်ဒါကိုဂုဏ်ယူပါတယ်ကျွန်တော်ကလည်းနေရနာရေတော့မဟုတ်ပါဘူးဘာသာရေးတရားအမတမလိုက်စားတဲ့ဘုရားတကာကျောင်းတကာယာယီသမရာကြီးဖြစ်ပါတယ်နော်ဒါကြောင့်လဲဒီရှေးတုန်းကကျွန်တော်တို့ဂေါခွီကွာဒီမှာတောနိတဆိုတဲ့ဘုရင်ကြီးအုပ်ချုပ်စင်ကဒီကျွန်တော်တို့ရောကြွတဲ့တောမဆိုတဲ့အဲ့ဒီတောမနဲ့ကျွန်တော်တို့ရဲ့ဒီဘောမတွေဟာနော်ဒီတော့ပွားပြီးတကလမှာအော်ချလောက်အောင်ကျွန်တော်တို့ဘုံနေကျဲတယ်မိုင်းတွေခွဲတယ်ဟလာအပြီးတဲ့ခါမှာကျွန်တော်တို့တစ်ဖက်မှာညားတွေတဲကြတယ်ဒါတော့ဘုရားတွေလည်းကျွန်တော်အလုပ်ပါနော်ဘုံကျဲတာတော့အဲ့ဒါလူတွေအလုပ်ပါအဲ့တော့ကျွန်တော်တို့ကဒီတောမကျွန်းမီးနေလေအမျိုးတော်တယ်ခင်ဗျအမတန်မှကြီးမြတ်ပါတယ်နော်ကျွန်တော်တို့ဒီရေခဲတောင်ကြာပွင့်ကိုစားထားတဲ့ဒီဝူတန်တို့ဝူတီတို့ဆိုတာလဲဒါကျွန်တော်တို့မျိုးတွေပါလက်ချောင်းပုံဟုတ်လားချက်ချောင်းပုံဒါမျိုးတွေပါအဲ့တော့ကျွန်တော်တို့ဒီတောမကျွန်းမီးနဲ့ကျွန်တော်တို့ကမျိုးတော်တဲ့အခါမှာနော်ဒီဘာသာရေးတရားတွေပွားများပြီးတော့ဟလာဟေတုပစ္စည်းရောအာရမဏပစ္စည်းရောဘာညာကွိကွပစ္စည်းရောဘာညာပေါ့နော်ဒါမျိုးတွေလည်းကျွန်တော်တို့လုပ်ပါတယ်ဟာဘုရားပေါ်သွားတယ်ဟလာကျွန်တော်တို့ဒီအလူကံဘုံတွေမတယ်ဒါပေမဲ့ယူချင်းလုံးပုတ်ပါဘူးမိမလိုတယ်ဆိုလို့ပါနော်ပြန်ထားပေးပါမယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ထေကြီးဝါကြီးတွေကဂူကလည်းဒါဟောကြားခဲ့တဲ့တရားတွေရှိပါတယ်နော်ဒီတောမကြီးနဲ့ပတ်သက်ပြီးတော့နော်ကျွန်တော်အမတမအေးမြရဲ့ဒီတရားတွေလည်းဟောခဲ့ပါတယ်နော်ဒါကြုံလုံးပေါ့နော်အားလုံးဟိုလိုတရားလေးတွေကောင်းပါတယ်အမောင်တွေကိုထွင်းပေါင်းမင်းလေးငါစီကိုရောက်အမောင်တွေကိုထွင်းပေါင်းမင်းလေးငါစီကိုရောက်လွင်းပြန်လာမယ်တန်စင်မြပတွင်းတကားတွေကိုဖွင့်လို့ထားတဲ့ဒီလိုပတွင်းတကားတွေဖွင့်လို့ထားမှဒီတောမကျွမင်းကြီးကတကားတော့ကိုလာမယ်နော်စံချောင်းလေးအောင်မြင်နေပြီကွာမင်းဆန်လွယ်လေးတွေတိတ်လာတဲ့ချိန်ခါလို့တာဓုခေါ်ကြပါစီကုန်တည်းတဲ့တာဓုပါတာဓုအဲ့ဒီတန်ပတိတန်တုံချံဘေတို့ပရဂျိကျွန်တော်ဒါပြီးရင်ကျေးမှုဝီဌာနမှာလဲကျွန်တော်သွားပြီးညွှန်ကြားရမယ်စိုင်းကိစ္စညွှန်ကြားရမယ်အဲကျွန်တော်ဖျားတကကျောင်းတကာကြီးပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်အခုပြောကြားသွားတဲ့အားလုံးကိုကျွန်တော်အနေနဲ့သဘောတူပါတယ်ဟေတုပစ္စည်းရောအာရမဏပစ္စည်းရောဘာညာကွင်းကွာပစ္စည်းရောတဟဇာတနော်ပစ္စည်းရောဘုံထိပစ္စည်းရောမိုင်းခွဲပစ္စည်းရောအုံပစ္စည်းရောဟောဒီအားလုံးသူတိမင်္ဂလာပြပြအပေါင်းတွေပြည့်စုံကြပါတယ်သဘောတူပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ခင်ဗျာစီစဉ်နံပါတ်3အရာအသစ်ဖွဲ့စည်းလိုက်တဲ့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်သားယာရေးကော်မရှင်ဥက္ကဋ္ဌယာရုကိုရွေးချယ်မှာဖြစ်ပါတယ်ဒီတော့
တက်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပဲနာလာခါဥက္ကဋ္ဌယာရုအတွက်အမည်တစ်ခုအဆိုပြုပေးပြီးကျန်သူများကထောက်ခံခြင်းကန့်ကွက်ခြင်းဒီမိုကရေစီနည်းအရမဲခွဲဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာလေးပါပါပဲပါဟုတ်ကဲ့ပါအဲ့တော့အားလုံးလည်းသဘောတူကြပြီဆိုတော့နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကပါ မာနေပါတကယ်ကောင်းတယ်ပါနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်ပါဟောအေးနိုင်ငံတော်လုံခြုံရေးနဲ့အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတာဝန်ကိုကျွန်တော်အနေနဲ့ကတော့အရက်သားစစ်ဖြစ်တဲ့ဦးမင်းအောင်လှိုင်ကိုတာဝန်ပေးရဖို့အတွက်အဆိုပြုပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာကျွန်တော်လည်းဦးမင်းအောင်လှိုင်ဆိုရင်တော့အကျွင်းမဲ့ထောက်ခံပါတယ်ခင်ဗျာအကျွင်းမဲ့ထောက်ခံပါတယ်ဟုတ်ကြပြီ Morning, breakfast, night, good night, weekend, good morning, it's a side, and foreigner and English, weekend, kick it back, thank you so much, and I, and the joy, no? ဒီနေ့ကြွလာမိတ်တာချမ်းသာကိုစိတ်မြဲကြပါသည်ကျွန်တော်အနေနဲ့ဦးမင်းအောင်လှိုင်ဆိုရင်တော့သဘောတူပါတယ်အဲ့ဒီတံပတ်တိတံတုံးချက်ပေါ့အဘဒီနေရာရောက်သွားပြီပါကိုရောက်သွားပြီဟုတ်တယ်ပါဟိုအေးအဲ့တော့အားလုံးကသဘောတူတဲ့အတွက်ဒီကျွန်တော်တို့အရက်သားစစ်တွေပါဝင်တဲ့အဖွဲ့အစည်းကြီးပေါ့နော်ဒီအဖွဲ့အစည်းကြီးမှာဥက္ကဋ္ဌအဖြစ်ကျွန်တော်ဒီဦးမင်းအောင်လှိုင်ကိုပဲခုကစားပြီးတော့ရွေးချယ်တင်မြှောက်လိုက်ပါပြီခင်ဗျာဒါရတာနော်ရတာငါသဘောပေါက်တယ်ဦးမင်းအောင်လှိုင်တင်မြှောက်ပစိုးပြီးဟုတ်ပြန်ရတယ်ပါပြန်အရက်သားဘောမင်းတပ်အရက်သားစစ်စစ်ဟိုနေမစီတော့ဝါအရေးကြီးတာဒါရဖို့လို့ကျွန်တော်အခုလိုအားလုံးကတကယ်နဲ့ထောက်ခံပြီးတော့ဒီသဘောတူပေးတဲ့အတွက်ကျွန်တော်အနေနဲ့ဒါကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်ခဏလေးပါတော့ရသားစစ်စစ်ကြိုးစားပါခိုင်းကြည့်ပါခင်ဗျဟုတ်ကဲ့တာဝန်ကျေစရာပါမယ်တရားဖို့3စီးကျွန်တော်လုပ်ပေးမယ်တပြေပန်းမဟုတ်တော့တပြေပန်းပြောရမှာမဟုတ်အဲ့တော့ခုလိုမျိုးကျွန်တော်ဒီမိုကရေစီနီးကြကျွန်တော်ကိုရွေးချယ်ပေးခဲ့တဲ့လူချင်းမင်းတွေနော်ကောင်းဆောင်အားလုံးကျေးဇူးတင်ပါတယ်ကြိုးစားမှာပါခိုင်းကြည့်ပါမိအားလုံးလောက်လုပ်ပေးမယ်နော်3စီးတရားအကုန်လုပ်ပေးမယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီပထမစာမျက်နှာပြီးပြီပေါ့နော်ပထမစာမျက်နှာပြီးတဲ့အခါမှာကျွန်တော်ဒုတိယပစိုးကိုခဏလေးပါဟောပါရောပါလို့ပါဒီကျွန်တော်တို့နားလေးပါနော်သိကြမှာကျွန်တော်ရသားစစ်ပါလုံရတိတ်ဟိုစင်ပြေလို့ကြိုးစားမှာပါခိုင်းကြည့်ပါအဲ့တော့ဒီကျွန်တော်တို့ဒုတိယစာမျက်နှာကိုစပါပြီခင်ဗျစာမျက်နှာစပြီအဲ့တော့ဘိုလ်ချုပ်မူကြီးမင်းအောင်လှိုင်မှာဦးမင်းအောင်လှိုင်တန်းကျွန်တော်တို့ခဏလေးတို့လည်းမောပါလို့ပါရေးလို့မရှိဘူးနော်ညာနောက်မှတော့ခဏလေးတို့စူးစမ်းမှာပါအဲ့နည်းနည်းပြောပဲစူးစမ်းမှာပါစူးစမ်းမှာပါနော်အဲ့တော့ကျွန်တော်ဒီအောင်ပွဲအထိမ့်မဲ့အနေနဲ့အားလုံးမွေးငါဖြစ်ဧခံမိဖြစ်ကြောင်းကျွန်တော်ကျင်ညာမောခတ်လိုက်ပါတယ်ခင်ဗျာစူးစမ်းပါဒါစူးစမ်းကျွန်တော်တို့ဘာကစူးစမ်းမှာပါတယ်ရုံပေးကြပါနော်